Hello မင်္ဂလာပါဒီနေ့ကကျွန်တော်တို့ဒါတိုက်ကူရဲ့အမှတ်တရလေးတွေနဲ့ပါပြောကြမယ်ပေါ့ကျွန်တော်လည်းရှင်းခဲ့ပါကိုနေရာဆန်တဲ့ကန်ဆူလမ်းမော်တော့ကိုစမွေကျောင်းမှာနေရပါဒီတစ်ချင်းကိုစပြီးတော့ကျွန်တော်ရဲ့အကူလိုလည်းဖြစ်တယ်ဟိုကတင်းလိုလည်းဖြစ်တယ်ဟိုတာဒီတစ်ချင်းကိုရိုက်မှာပေါ့စပြီးတော့လာအဲ့ဒါဒီတစ်ချင်းကိုဒီလိုဂီတာလေးနဲ့ဆိုလာတဲ့ဟာကိုကျွန်တော်လာပြရတာအဲ့ဒါနဲ့စပြီးတော့ဒီတစ်ချင်းကကောင်းမိုက်တယ်ပေါ့ကျွန်တော်တို့အကိုလုံးဗျာဒီအိမ်နဲ့ခွဲခွာပြီးတော့ဒီတိုင်းတစ်ပါးရောက်နေတဲ့သူတွေကအဲ့လိုမျိုးခံစားချက်ပြီးနေသေးအောင်ဟုတ်တယ်တစ်ချင်းလည်းမိုက်တယ်ဟိုရိုက်မှာပေါ့အဲ့ဒါနဲ့စပြီးတော့ပြီးဖြစ်တော့အဲ့ဒါစပြီးတော့ဖန်ပြီးဖြစ်တော့ကျွန်တော်တာယာလို့ခေါ်တယ်တာယာကိုပြောနေတယ်ဒီကနားဆောင်တဲ့ချိန်ကြတော့ကျွန်တော်တကယ်ပြောမယ်ဆိုတော့ကျွန်တော်တို့ရဲ့ဆက်လက်ချင်းနဲ့ကြိုက်ညီလို့ဆက်တာအဲ့ဒါကြောင့်ကျွန်တော်ဒီချင်းတော့ရအောင်လုပ်မယ်လို့အဲ့ဒါတော့ကြိုးစားတာပဲအများကြီးကြိုးစားတော့ထွက်လာတော့ညောင်းလေးပါတက်ခဲတွေကတော့ဘယ်လိုကြောင်းရလဲဆိုတော့ခုနကပဲတော့ပန်းချန်တစ်ခုကိုပလန်ချပြီးတော့တယ်ပန်းချန်တဲ့နေဝင်ရအောင်ကင်မရာတွေပါလာတော့အဲ့လိုခက်ခဲနောက်တစ်နေ့ကပြောင်းလိုက်ရတယ်ပလန်ရှိရပြီးလို့ချင်းဟိုရောဂီတာဆိုလဲပေါ့ဂီတာဆိုလဲဒီမှာလက်ထဲရှိမနေဘူးပေါ့နော် solid ဂီတာတွေပါတယ်ပြီးတယ်ဆိုတော့မှာပေးတဲ့ပုံလဲဒီလိုတင်ပါတယ်ဆိုတော့ဒီကတော့ဘယ်လိုပေးပြီပါနော်ကျွန်တော်တို့နောက်လာတော့ခဏစူးစမ်းနေတယ်ကျွန်တော်ကတော့ဒီလိုခေါ်ပါတယ်ကျွန်တော်ကတော့တပတ်တလကပဲကျွန်တော်ညီကိုလေးဆိုတော့လေအလုံးမအားတဲ့ကြားကပဲလက်ကူညီပေးဖြစ်တာကျွန်တော်ညီလေးစက်ကရှိကတော့ကျွန်တော်ရဲ့ညီလေးကိုလာဆိုရဲကျွန်တော်ရဲ့အကိုဆိုတော့လေကျွန်တော်တပတ်တလကနေအဲ့လိုကိုညီမပေးတာတော့ပဲလေအဲ့လိုနေပါတော့အများကြီးပါပဲကျွန်တော်ညီကိုလေးဆိုတော့လေအကိုကြီးကတော့ပြီးတဲ့အတိုင်းပဲတော့ပြပန်းခက်ခဲတော့ရထားရတယ်နော်ခက်ခဲချင်းလောက်ချင်းမလာကြားရဲကအဲ့လိုပြီးရတယ်ဗျာဒီမှာတော့တနေရာနဲ့တနေရာသွားတော့ချင်းရတအားယူတာဒီမီလေးရအောင်ဗျာဒီနေ့ပုံစံနဲ့ရောက်မဲ့နေရာပေါ့ဗျာတနာရီတော့ကျူယူရတယ်လမ်းပိတ်တာနဲ့ဗျာအဲ့ခက်ခဲချင်းရိုက်တဲ့နေရာမှာတော့ဘာမှခက်ခဲတော့မရှိဘူးဒါပေမဲ့သွားရလာတဲ့နေရာမှာပဲခက်ခဲတွေရှိတာချင်းတော့ပေးရတယ်ချင်းနဲ့လည်းပေးရတယ်နော်ပြီးတော့ဒီမှာလောတစ်ဖက်နဲ့လောရတယ်လောတစ်ဖက်နဲ့ရကြီးတစ်ဖက်လောရတယ်ဆိုတော့အဲ့ဒါဒီရတဲ့ချိန်လေးတော့ပဲကျွန်တော်တို့ကောင်းဆုံးကြိုးစားလာတယ်ကျွန်တော်တော့ရက်ကွေးမှာတော့အကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်တို့ကြိုးစားပြီးရက်ကူထားတယ်ဒါမှပြီးတော့ဒီသိခံပြီးတော့ကျွန်တော်တို့ကြည့်ပေးပါလို့တောက်ကြည့်ပေးပါလို့အဲ့လိုမျိုးကျွန်တော်ကောင်းဆုံးကြိုးစားပြီးတော့ဒီကြောင်းဒီဘန်ကောက်မှာပထမဆုံးဒီချက်ကြီးဖြစ်လို့အဲ့တော့ဒီကျွန်တော်တို့နေရာနဲ့တော့ပြီးတော့အဲ့ဒါကိုကောင်းဆုံးတော့ကြိုးစားရတယ်အဲ့လိုခြားလာဒီနေလဲဒီဥစ္စာမေးပါဦးပေါ့ဆိုတော့ဒီနေ့ကတော့ကျွန်တော်တို့ကအကွေးတာနောက်ဆုံးလေးတော့မဟုတ်သေးဘူးဒါပေမဲ့တရက်တော့နည်းနည်းလေးကြံသေးရပါတော့ကောင်းတော့ထွက်လာမှာတော်တော်90လောက်90ရာခိုင်နှုန်းတော့ပြီးနေပြီနော်ဒီက90ရာခိုင်နှုန်းတော့โอเคအဲ့ဒါဆိုကျွန်တော်တို့ကျွန်တော်ချင်းလေးကိုဝိုင်းပြီးတော့ခုလိုဒီကိုအများကြီးပင်မဲ့ခံပြီးတော့ညဒီပေးကြကျေးဇူးအများကြီးတင်ပါတယ်ဝမ်းနဲ့ဝမ်းသာအဲ့တော့ကျွန်တော်တို့ဒီဗီဒီယိုဆက်ပါပြန်တွေ့ကြတယ်ဟုတ်လားဟုတ်လား